မင်္ဂလာပါကျမနာမည်ကဆက်လီကာပါဒီနေ့မှာကလေးမွေးဖွားနိုင်တဲ့နီလက်အမျိုးမျိုးတဘာဝမွေးဖွားခြင်းအကူအညီဖြင့်တဘာဝမွေးဖွားခြင်းနဲ့စိစာရီဖရက်မွေးခြင်းတို့အကြောင်းတစ်ခုချင်းစီရဲ့အန်တီရဲ့နဲ့အထူးကျေးဇူးတွေကိုဆွေးနွေးပေးသွားမှာပါဒီအကြောင်းအရာတွေကိုသိရှိနားလည်ပြီးကိုယ့်အတွက်တင့်တော်တဲ့ရွေးချယ်မှုတွေကိုယုံကြည်စိတ်ချစွာဆောင်ရွက်နိုင်စေချင်တာပါကလေးမွေးဖွားတဲ့နီလက်အများဆုံးကတဘာဝမွေးဖွားခြင်းပါဒါကိုလည်းတဘာဝမွေးဖွားခြင်းလို့ခေါ်နိုင်ပါတယ်။အများကတဘာဝအလိုအရမွေးဖွားဆက်တင်တာဖြစ်နိုင်တယ်လို့စေဝါသုံးပြီးဆက်တင်စေခြင်းလည်းဖြစ်နိုင်ပါတယ်။ဒီလိုနဲ့ကလေးကိုတဘာဝလမ်းကြောင်းကနေမွေးဖွားတာပါ။ထပ်မံအကူအညီမလိုပဲဖြစ်ပါတယ်။တကယ်တော့မွေးဖွားမှုတိုင်းကမတူညီကြပါဘူး။တင့်ပဝင်းကျင်နာကျင်မှုတတ်တာရှိတဲ့နီလဲနီကိုအသုံးပြုနိုင်ခြင်းကလည်းကိုပုံမှုထိန်းချုပ်နိုင်တယ်လို့ခံစားမှုကောင်းစေပါတယ်။ဒီနည်းနဲ့မွေးဖွားတဲ့အခါမိခင်အများစုကပြန်လဲတတ်တာမှုကောင်းကောင်းရရှိကြပြီးဆေးရုံမှာနေထိုင်ရတဲ့အချက်လည်းပို့တိုးပါတယ်။နောက်ထပ်ကိုဝန်ဆောင်မှုတွေမှာဖြစ်နိုင်တဲ့ဆိုးကျိုးအန်ဒရယ်ကလည်းပိုနေပါတယ်။ဒါကလည်းမိခင်နဲ့ကလေးအကြားချစ်ချစ်ရေးပုံမြင်မှတိဆောက်နိုင်စေပြီးနှုတ်တိုက်ချင်းကိုလည်းအလဲတကူဆက်တင်နိုင်စေပါတယ်။ပြပြရချင်းတရက်မကက်လင်ပြီးကိုစင်ပြတယ်လို့နေစလုံလန်းကိုပြန်လုံနိုင်ပါတယ်။ဝမ်ပိုင်မှာဖြတ်တောက်မှုမရှိတော့သွေးရူချင်းအကျွေးအသားဖြစ်ချင်းခြေထောက်ထိပ်သွေးတုံးချင်းစတဲ့အန်ဒရယ်တွေပိုနေပါတယ်။တဘာဝမွေးဖွားတဲ့ကလေးတွေကအသက်ရှူပြဿနာနီးပြီးမိခင်ဤတဘာဝဘက်တီးရီးယားကောင်းတွေကိုလည်းမွေးဖွားခြင်းခံစားရပါတယ်။ဒါကသူတို့ရဲ့ကိုယ်ခံအားစလိတိစရမှာအထောက်အကူဖြစ်ပါတယ်။တဘာဝမွေးဖွားခြင်းရဲ့အနုပလက္ခဏာကတော့မွေးဖွားခြင်းကိုခံမှန်းလို့မရတာနဲ့လူတိုင်းအတွေ့အကြုံကမတူကြတာပါ။အခါတလေညံလည်းဖြစ်နိုင်တယ်လို့မင်းနဲ့လည်းဖြစ်နိုင်ပြီးကိုခံစားရတဲ့အရာတွေကလည်းကိုယ်ပိုင်ထူးခြားမှုရှိပါတယ်။အမျိုးသမီးတချို့မှာပီရီနီယန်အုပ်ပိုင်းအရိပ်ပြာပြည့်စီပါလို့သူမဟုတ်ဖြတ်တုံရလို့အချုပ်ရနိုင်ပါတယ်။ဒါကို episiotomy လို့ခေါ်ပါတယ်။ perinatal pelvic health ဝန်ဆောင်မှုရောကိုဝန်ဆောင်စဉ်သို့မဟုတ်မွေးပြီးနောက် pelvic အောက်ခံကြောင့်ပြဿနာလေးဖြစ်နိုင်တဲ့လူနာတွေကိုထောက်ပံ့ပေးပါတယ်။တခါတလေမွေးဖွားချိန်မှာတားငယ်ရကျမရဲ့အခြေအနေကိုစိုးရိမ်ရခြင်းသို့မဟုတ်မွေးဖွားမှုလမ်းစဉ်အရာတစ်ခုခုပြဿနာရှိလာလို့မစီစဉ်ထားတဲ့စီစာ section သို့မဟုတ်ကိုညီမွေးဖွားခြင်းကိုအကြံပေးရတာပေါ့တဲ့။ဒီအကြောင်းကိုစီးရုံဝင်မှာကိုယ်တိုင်နောက်ထပ်ဆွေးနွေးပေးပါမယ်။ဒီနဲ့တားငယ်တော့လုံခြုံနိုင်သမီးရဲ့တဘာဝမွေးဖွားခြင်းကိုအကြံပြုပြီးထောက်ခံပေးပါတယ်။ကိုညီမွေးဖွားတဲ့လက်တားငယ်မွေးဖွားနိုင်တဲ့နောက်ထပ်နီလန်းတစ်ခုပါတခါတလေတားငယ်ကိုမွေးဖွားစေဖို့ forceps တို့သို့မဟုတ်တားငယ်ဦးခေါင်းမှာတက်တဲ့စုခွက်တစ်မျိုးမျိုးလိုတဲ့ကိရိယာတွေနဲ့ကူညီပေးရတတ်ပါတယ်။တင်းကြပေါက်ပြေးပွားဖွင့်ပြီးတော့မွေးဖွားမှုအရှိန်ကျသွားတာမျိုးတို့လုံးတားငယ်နှလုံးဖုံလုံးကိုစိုးရိမ်ရတဲ့အခါမျိုးမှာဒီလိုကူညီမွေးဖွားခြင်းလိုအပ်လာနိုင်ပါတယ်။ဒါကတဘာဝမွေးဖွားခြင်းပဲဖြစ်ပြီးမြင်ကျွန်တော်တို့ရဲ့အနေနဲ့ကူညီမှုနဲ့ဖြစ်တာပါ။ဒါကိုလည်းကိရိယာအသုံးပြုမွေးဖွားခြင်းတို့မဟုတ်ကိုညီတဘာဝမွေးဖွားခြင်းလို့ခေါ်ကြနိုင်ပါတယ်။တခါလေဖိအားပေးမွေးဖွားတာနဲ့ပဲမအောင်မြင်ရင်စီဆက်ဆက်ရှင်မလို့ပဲအချင်းတို့တွန်းမွေးဖွားနိုင်အောင်ဒီနည်းကကူညီပေးနိုင်ပါတယ်။တားငယ်အတွက်စိုးရင်ရတဲ့အခါမှာအထူးအသုံးဝင်ပါတယ်။မားလေးရဲ့ကောင်းဟာအပိုင်းမရှိပြီးတင်းရင်ကြပေါအပိတဘာဖွင့်ပြတာဆိုရင်ဒီနည်းလမ်းကစီဆက်ဆက်ရှင်လောက်တာတဲ့တင်းနဲ့သားလေးနှစ်ယောက်လုံးအတွက်ပုံမလုံးချုံပါတယ်။မွေးဖွားရဲ့အထူးကုဆရာဝန်ကတိကိုစစ်ဆေးပြီးဒီအချိန်မှာဘယ်နည်းနဲ့မွေးဖွားတာပုံမလုံးချုံမလဲဆိုတာအဆုံးဖြတ်ပေးသင့်ပါတယ်။စဉ်းစားရမယ့်အန်တရာယ်တွေထဲမှာအောက်ပိုင်းမှာပြဲကျခြင်းသို့မဟုတ်နှောက်ကျော်လမ်းကြောင်းကြွတာချီပါဝင်တဲ့ပြင်းထန်တဲ့ပြဲကျခြင်းမျိုးဖြစ်နိုင်ပါတယ်။ဒီနည်းနဲ့မွေးဖွားရင်သားလေးရဲ့ခေါင်းသို့မဟုတ်မျက်နှာပေါ်မှာအချင်းအနေငယ်အသားတီးရှိမယ်အနာအသားလေးတွေဖြစ်နိုင်ပါတယ်။ဒါတွေကမကြီးမားတဲ့အန်တရာယ်မရှိဘူး။အမြင့်ဆုံးတဲ့တန်လေးသက်သာသွားတတ်ပါတယ်။မွေးဖွားမှုမအောင်မြင်လို့ဆိုရင်လည်းစီဆက် section လုပ်ဖို့လိုအပ်လာနိုင်တဲ့အန်တရာယ်လည်းရှိပါတယ်။ဒီနည်းနဲ့မွေးဖွားခြင်းအကြောင်းပုံမသိရှိချင်ရင် Better Notes App ထဲက Leaflet Library မှာအသေးစိတ်အချက်လက်တွေရှာဖတ်နိုင်ပါတယ်။ Caesar section နဲ့လေတားလေးမွေးဖွားနိုင်ပါတယ်။ Caesar section တို့ C section လို့ခေါ်တဲ့ Caesar မွေးဖွားခြင်းကတားလေးကိုတဲ့အိုလန်ကျောင်းမှာချုံဖြတ်ပြီးခွဲစိတ်နီလိုင်းနဲ့မွေးဖွားပေးတဲ့ခွဲစိတ်နီလိုင်းတစ်ခုပါ။ဒီနီလန်ကိုကြိုတင်စီစဉ်ထိုင်းနိုင်ပါတယ်ဥပမာတားလေးရခြေထောက်တဲ့အောက်ကိုဥတီနီလဲတော့မဟုတ်ရခင်ကစီးစပ်မွေးဖွားဖို့တဲ့ဆိုရင်ဒါမှမဟုတ်မွေးဖွားစဉ်ပြင်ပြဿနာတစ်ခုကိုဖိပေါ်လာရင်လဲဆုံးဖြတ်နိုင်ပါတယ်ကြိုတင်စီစဉ်ထားတဲ့စီစာမွေးဖွားခြင်းမှာအကျိုးကျေးဇူးကတားမွေးခြင်းကိုကြိုတင်သိနိုင်လို့မွေးဖွားမှုနဲ့ပတ်သက်တဲ့စီစဉ်မှုတွေကိုလုပ်နိုင်တာပါကြိုတင်စီစဉ်ထားတဲ့စီစာမွေးဖွားခြင်းကမွေးဖွားစင်နာခြင်းမူပီရီနီယန်ပလေးခြင်းမွေးဖွားမှုအတိအကျမသိနိုင်မှုတွေကိုရှောင်ရှားနိုင်ပြီးနောက်ပိုင်းမှာစီချိုခြင်းထိနိုင်ခြင်းကိုလေလျော့နေစေပါလေမွေးဖွားမှုလုပ်ငန်းစဉ်ကတစ်သို့မဟုတ်တားလျက်တဲ့အန်တရာယ်ရှိနိုင်တယ်ထက်ခဲနိုင်တယ်လို့ခံမှန်းရင်လည်းစီစာမွေးဖွားခြင်းကိုအကြံပြုနိုင်ပါလေအကြံမထားတဲ့စီစာမွေးဖွားခြင်းကိုလည်းအခြားအတင်ကမှုနေလန်းဒီနာမွေးဖွားမှုကိုတိုးတက်စေမရဘူးသို့မဟုတ်မွေးဖွားမှုနေနေပြီးတားဖောက်အပြစ်မဖွင့်တယ်လို့ကိရိယာတုံးမွေးဖွားခြင်းမဖြစ်နိုင်တဲ့အခါမှာအကြံပြုနိုင်ပါတယ်
ပါတယ်။တဲ့အတွက်သူမဟုတ်တာရဲ့အတွက်စိုးရင်စားရှိတဲ့အခါမှလည်းဖြစ်နိုင်ပါရဲ့။ emergency စီးစပ်မွေးဖွားခြင်းကိုတားဖွားပေါက်အပြည့်ထွန်းဒီမှာလောက်ရတဲ့အခါမှာကိရိယာသုံးမွေးဖွားခြင်းထက်ပိုပြီးရှုပ်ထွေးနိုင်ပါတယ်။တားဖွားပေါက်အပြည့်ဖွင့်သွားတဲ့အချိန်မှာတားလေးရဲ့ခေါင်းကပုံမှန်အဖီကျင်းပါထွေးမှာနက်နက်ရှိန်ရှိန်ဝင်သွားပြီးဒါကြောင့်စီးစပ်မွေးဖွားခြင်းကပိုပြီးစိန်ခေါ်မှုကြီးလာနိုင်တယ်လို့မိခင်နဲ့တားလေးနေအောင်လုံးတဲ့အန်တရလည်းတိုးလာနိုင်ပါတယ်။အင်းကြီးရင်တော့ကိရိယာသုံးမွေးဖွားခြင်းမှာ positive ဆိုမဟုတ် vacuum ကဲဆိုတော့ကိရိယာတွေကိုအသုံးပြုခြင်းကပိုမြန်ပိုလုံးစုံစွာမွေးဖွားနိုင်စေပါတယ်။အရာဒီဘလို့တိုးတက်နေတယ်လဲပုံမူတည်ပြီးတင်းနဲ့ပါလီရဲ့အနေနဲ့အနည်းဆုံးနီးလန်းကိုအမြဲတမ်းအကြံပြုပေးပါနဲ့။တခါတလေစီးစာမွေးဖွားခြင်းကမိခင်နဲ့ပါလီနှစ်ယောက်လုံးအသက်ခံနိုင်တဲ့နီးလန်းတစ်ခုဖြစ်နိုင်ပါတယ်။စီစာမွေးဖွားပြီးနောက်ပြန်လေတက်တာလာဖို့ပိုကြပြီးပုံမှန်အားဖြင့်၄ပတ်စနေ6ပတ်လောက်ကြာတတ်ပါတယ်။တင်ပိုပြီးနာကျင်မှုတွေခံစားရနိုင်ပါတယ်။ဒါကိုကျွန်တော်တို့ကအထောက်ပံ့ပေးနိုင်ပါတယ်။အစပိုင်းမှာလည်းလှူရှားနိုင်စွမ်းကအနှဲငယ်ကန့်ထပ်ထားရနိုင်ပါတယ်။စီစာမွေးဖွားခြင်းမှာပိုးဝင်ခြင်းသွေးတုံးခြင်းနဲ့ပတ်ဝန်းကျင် organ တွေထိခိုက်နိုင်ခြင်းစတဲ့အန်တရီယာတွေပါဝင်ပါတယ်။ဒါအပြင်နောက်ထပ်ကိုဝင်ဆောင်စင်မှာတားရဲ့အပေါ်မှာချက်အနာကြောင့်တားရဲ့အင်သားပြဿနာများဖြစ်နိုင်ခြင်းသို့မဟုတ်မွေးဖွားစဉ်အနာကိုဖိအားပေးခြင်းကြောင့်နောက်ထပ်မွေးဖွားမှုရွေးချယ်ရမှာလည်းတက်ရောက်မှုရှိနိုင်ပါတယ်။ကျွန်တော်တို့အနေနဲ့အကြံပြုမဲ့မွေးဖွားနည်းနဲ့တင်ရွေးချယ်နိုင်မဲ့နည်းကတင်ချမ်းမာရေးကလေးရည်တည်နေရရခင်ကိုဝန်ဆောင်မှုအတွေ့အကြုံတွေနဲ့သက်ဆိုင်ပြီးတင်မွေးဖွားရနည်းလာတာနဲ့အများကိုဝန်ဆောင်မှုဘလို့တိုးတက်လာတယ်လဲဆိုတာပေါ်မူတည်ပါတယ်။တင်မွေးဖွားစဉ်ဝင်သွားတဲ့အခါမှာတော့တင်းနဲ့တင်းကလေးရဲ့အကောင်ဆုံးရုံကြုံမှုရှိတဲ့မွေးဖွားနည်းကိုအကြံပြုပေးပါမယ်။ဒီဆွေးနွေးမှုမှာတင်အမြဲပါဝင်နိုင်မှာဖြစ်ပြီးတင်းအတွက်အကောင်ဆုံးရွေးချယ်မှုကိုလုပ်နိုင်စေချင်ပါတယ်။ကျွန်တော်ရဲ့တာဝန်ကတင်းအတွက်အလုံးစုံဆုံးနီလန်ကိုအကြံပြုပြီးရွေးချယ်စရာနီလန်တွေကိုတိကျစွာဆွေးနွေးပြီးထင်ပါ။အခါတလေမွေးဖွားစဉ်အတွင်းအရေးပေါ်ဆုံးဖြတ်ချက်တွေချရနိုင်လို့အခွင့်အလမ်းရှိရင်ဒီလိုဆွေးနွေးမှုတွေကိုကြိုတင်ပြုလုပ်ထားတာကတင်းအတွက်ပုံမတိရှိနာလေးစင်မှာပါ။ရုပ်ကလေးမွေးဖွားမှုအကြနာကြီးမှုတက်တာစေဖို့ရွေးချယ်စားတွေကရေထဲမှာနေခြင်းမွေးဖွားတဲ့အချိန်မတိုင်ခင်သို့မဟုတ်မွေးဖွားစဉ်ဒိုင်းခွဲနဲ့လေပတိတင်ထိုးခြင်းဒါမှမဟုတ် EP2 ရဲ့ထိုးခြင်းစအန်လီလာနေပါဝင်ပါရဲ့မွေးဖွားပုံပေါ်မူတည်ပြီးနာကျင်မှုပြန်လဲတက်တာလာဘူးတချင်းချင်းလောက်တလလောက်နေတကနေတဖိုင်နဲ့ပတ်သက်ထိကြနိုင်ပါတယ်လူတိုင်းကမတူညီကြတာဟုတ်စီဆက်ရှင်အိတ်ဆက်ခက်မွေးခြင်းမှာတော့နာကျင်မှုကိုစေဝါနဲ့သိမ့်ချုပ်ပေးပြီးပြုဆောင်စွာပြန်လဲတက်တာဖို့၄ပတ်ကနေ6ပတ်လောက်ကြာနိုင်ပါတယ်ဆွဆွပေါင်းပြောရရင်မွေးဖွားမှုတန်းကမတူညီကြပြီးအကောင်းဆုံးနီလန့်ကဆေးပတ်ဆိုင်ရာအခြေအနေတွေနဲ့ကိုယ်ပိုင်စိတ်ကြိုက်ပေါ်မူတည်ပါတယ်အချို့မျိုးသမီးတွေကကျိုးတင်အစင်စင်နဲ့ဝင်လာပြီးမဲ့အခြေအနေရပြောင်းလဲလိုက်ရတာမျိုးလည်းရှိတတ်ပြီးဒါကလည်းတာမတ်အတိုင်းမှာပဲကျွန်တော်တို့ကတင့်ကိုဝင်ဆောင်စင်ကနေကအမွေးဖွားခြင်းအထိအားပေးထောက်ခံပေးမှထိပြီးတင်းနဲ့တင်ကလေးအထက်အကောင်ဆုံးနီလန့်ကိုရွေးချယ်နိုင်အောင်အတူတူစာရွက်ပေးပါမယ်တဲ့အတွက်တင်တော်တိုင်းမဖွားနီလန့်ကိုရွေးချယ်ဖို့နောက်ထပ်မီးမြန်းချင်တာရှိရင်တရက်ခွက်အလဲလက်ဒူနာဖြူနဲ့ဆွေးနွေးပါပြေချောင်းရနဲ့ပုံမဖတ်ရှုလိုပါကကျွန်တော်ရဲ့အတွင်းပိုင်းစနစ်ဘက်ချာနောက်မှာရှိတဲ့လက်ကန်စာဆောင်စာကြည့်တိုက်ထိုင်မှာအငင်းမြတ်မြတ်ပုံမရရှိနိုင်ပါတယ်